မင်္ဂလာညချမ်းပါဗျာနော်ကျွန်တော်လည်းခုချိန်လေးကျွန်တော်၄နာရီအလုပ်လွတ်ထဲကကျွန်တော်ခုချိန်လေးပေါ့နော်မအားသေးပါဘူးဗျာကျွန်တော်အမျိုးတွေကျွန်တော်ကလင်နာတွေဖြည့်တယ်မူတွေရှာပေးတယ်လုံးပိုင်းတွေပေါ့နော်ပတ်တီးတွေဝမ်းချင်းတွေအခွေတွေဘာတွေလာမလဲဗရိတ်တွေဘာတွေလာဖို့ရှိမလဲပေါ့အဲ့တော့ကျွန်တော်အခုလုံးပိုင်းတစ်လုံးနေနဲ့ကိုးလုံးပိုင်းတစ်လုံးပြပေးမယ်ဗျာနော်ကိုကြိုက်တဲ့မျိုးတွေ2ရက်အတွင်းမှာကိုးလုံးပိုင်းရှိပါတယ်ကိုးပတ်တီးကိုလိုက်ပတ်လို့ရပါတယ်ကြိုက်တဲ့ဝမ်းချင်းတွေလုံးပိုင်းတွေရှင်ကတ်ထိုးလို့လည်းရပါတယ်ကိုးတစ်လုံးရှိပဲလာဖို့တော့ရှိတယ်ဆိုတာပြပေးမှာပါအဲ့တော့မူလေးကိုတစ်ချက်ကြည့်ပြီးပါဗျာနော်အထက်အောက်ထိတ်တွေတူခဲ့မယ်ဆိုရင်ねထိတ်တွေတူခဲ့မယ်ဆို6ပိုင်းဗျာနော်6ပိုင်းဆင်းပေးပါတယ်ဗျာနော်အဲ့တော့ဒီမှာတစ်ချိန်2025ထဲမှာကျွန်တော်ရှေ့ကလင်နာတွေကျွန်တော်ဆင်းမပြတော့နော်ကျွန်တော်လည်းဆင်းပြီးသားတယ်အဲ့တော့ထိတ်တွေတဲ့အထက်အောက်ထိတ်တွေတူခဲ့မယ်ဆို6ပိုင်းနဲ့ဒီမှာထိတ်တူပါတယ်6ပိုင်းဆင်းပြီးသွားပါတယ်ထိတ်တူပါတယ်6ပိုင်းလာဆင်းပြီးပါတယ်ဗျာနော်အဲ့တော့တစ်ချိန်2ချိန်မပြတ်ပါဘူးဗျာနော်ထိတ်တွေတူပါတယ်ဗျ6ပိုင်းဆင်းပေးပါတယ်ဗျာနော်3ချိန်ထိတ်တွေတူပါတယ်ဗျ6ပိုင်းဆင်းမသွားပါဘူးဗျဘာဖြစ်လို့လဲဆိုတော့6တွေတော့တူလို့နော်အဲ့တော့66နော်တူပါတယ်6ပိုင်းဆင်းပေးမသွားပါဘူးပြတ်ပါတယ်ထိတ်တွေတူပါတယ်6ပိုင်းဆင်းပေးပါတယ်3ရက်အတွင်းဆင်းပေးသွားပါတယ်ဗျာနော်6ပိုင်းနေနဲ့ထိတ်တွေတူပါတယ်6ပိုင်းနောက်ရက်မှာဆင်းပေးပါတယ်ထိတ်တွေတူပါတယ်6ပိုင်းဆင်းပေးပါတယ်နောက်ရက်မှာဟုတ်ပြီနော်အဲ့တော့ထိတ်တွေတူပါတယ်6ပိုင်းနောက်ရက်မှာ6ဘူးဆိုဆင်းပေးပါတယ်ထိတ်တွေတူပါတယ်6ပိုင်းဆင်းပေးပါတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာတစ်ထိတ်တွေတူပါတယ်ဗျ6ပိုင်း2ရက်အတွင်းမှာရှိပါတယ်ဗျနော်အမျိုးတွေအတွက်ကိုကျွန်တော်လုံးပိုင်းတစ်လုံးနေတဲ့6ပိုင်းကိုပြပေးလိုက်ပါတယ်6ပိုင်းနော်ထိတ်တွေအထက်အောက်တွေတူခဲ့မှဆိုရင်6ပိုင်းပါဗျနော်အဲ့တော့ကျွန်တော် break ကလေးတစ်မျိုးနဲ့တွဲပြပေးလိုက်မယ်ဗျနော်ဒီချာလေးကြည်သွားပေးပါ break ကလေးကလည်းဂျန်တဲ့2ရက်မှာလာဖို့ရှိနေပါတယ်ကျွန်တော်မူလေးတွေမပြတ်ပါဘူးအတွက် site ကလေးပါ6ပိုင်းမူလေးတွေပါကြိုက်ရင်သုံးလို့ရပါတယ်ဗျာနော်အဲ့တော့တလင်းလာထိတ်အင်္ဂါအပိတ်ကို2ခုပေါင်းမယ်56เนาะပေါင်းတော့16 break ကလည်းကျန်3ရက်တွင်းမှာပဲဖြစ်မနေဆင်းပေးရပါမယ်တဲ့ဆင်းပေးသွားပါတယ်ဗျာနော်အဲ့တော့ဒီမှာပါ4ပေါင်းတော့8 3 break ကလည်းကျန်ဗုဒ္ဓဘူးကျတာ break တောက်ကြ3ရက်မှာတဲ့မဖြစ်မနေ3 break တွေဆင်းပေးရပါမယ်တဲ့တစ်ပွဲ2ပွဲမှန်ပါတယ်ဗျာနော်3 break ကလည်းကျန်3ရက်မှာမဖြစ်မနေဆင်းပေးရပါမယ်တဲ့6 break ဆင်းပေးသွားပါလေဗျာနော်အဲ့တော့3မိရှိပါပြီဗျပြည့်မရှိပါဘူးဒီချာကြည့်ပေးပါအဲ့တော့5ပေါင်းတဲ့6 break ကကျန်3ရက်မှာမဖြစ်မနေ break ဖြစ်နေဆင်းပေးရပါမယ်တဲ့5ဆို6 break ဆင်းပေးသွားပါလေဗျပြတ်မသွားပါဘူးနော်အဲ့တော့8ပေါင်းတဲ့9 break ကကျန်3ရက်မှာမဖြစ်မနေ break နှလုံးတစ်လုံးတေးချောင်းဆင်းပေးရပါမယ်တဲ့အဲ့တော့2 break ဆင်းပေးသွားပါလေဗျ9ပေါင်းတဲ့8 3 break ကလည်းကျန်ရက်ဒီမှာမဖြစ်မနေဆင်းပေးရပါမယ်တဲ့10 break ဆင်းပေးပါတယ်ဗျပြန်မသွားပါဘူးဗျ8ပေါင်းတဲ့6 break ကလည်းဆင်းနောက်ရက်မှာ6 break နေနဲ့ဆင်းပေးရမယ်တဲ့ဆင်းမသွားဘူးဗျာနော်6 break မဆင်းမဲ့နဲ့6 1 chain နေနဲ့အထဲတွေဆင်းသွားတယ်ဗျာနော်အဲ့တော့9ပေါင်းတဲ့4 break ကတဲ့ကြံရက်ဒီမှာဆင်းပေးရမယ်ဆိုတော့4 break တွေဆင်းပေးမသွားဘူးဗျာနော်ဒီနှစ်ပင်တော့ပြတ်ပါတယ်ဒါပေမဲ့4 chain တွေဆင်းပေးသွားတယ်ဗျာနော်အဲ့တော့ဆက်ကြည့်မယ်6ပေါင်းတဲ့9 break ရကြံ3ရက်မှာမဖြစ်မနေ9 break တွေဆင်းပေးရပါမယ်ဆိုတော့2 break တွေဆင်းပါတယ်ဗျ4ပေါင်းတဲ့6 break ကတဲ့ကျန်2ရက်မှာမဖြစ်မနေဆင်းပေးရပါမယ်ဆိုတော့6 break ကိုဒီမှာတောက်ကြနေမနက်မှာ42ဆိုရိုက်ပေးပါတယ်ဗျာနော်အဲ့တော့8 break ကတဲ့မဖြစ်မနေကျန်3ရက်မှာရိုက်ပေးရပါမယ်ဆိုတော့8 break တွေဆင်းပေးသွားပါတယ်ဗျအဲ့တော့6ပေါင်းတဲ့2 break ကကျန်3ရက်မှာ2 break တွေဆင်းပေးရမယ်ဆိုတော့3ခွန်ဆိုပြီးဆင်းပေးပါတယ်ဗျာနော်ဒါကျွန်တော်ရဲ့ကိုယ်ပိုင်လက်တော့ site တွေပါအဲ့တော့ကြိုက်လိုက်ပါအမျိုးတွေအတွက်ကိုထိုးပါလို့ကျွန်တော်မပြောပါဘူးကြိုက်ရင်ထိုးပါအကြိုက်တွင်ယူသုံးလို့ရပါတယ်6ပေါင်းတဲ့3 break ကကြံ3ရက်မှာပဲဖြစ်မနေဆင်းပေးရပါမယ်ဆိုတော့5 break ဆိုဆင်းပေးပါတယ်ဗျ6ပေါင်းတဲ့8 break ကကြံ2ရက်မှာမဖြစ်မနေဆင်းပေးရပါမယ်ဆိုတော့3 break တွေ8 break တွေဆင်းပေးပါတယ်ဗျအဲ့တော့ဒီမှာဒီပွဲကဖောင်းပွဲတွေရှိတော့ကျွန်တော်ကြော်လိုက်ပါမယ်ဗျာနော်အဲ့တော့6ပေါင်းလိုက်တော့9 break ကမဖြစ်မနေကြံ3ရက်မှာဆင်းပေးရပါမယ်ဆိုတော့9 break တွေဆင်းပေးသွားပါတယ်ဗျာနော်အဲ့မှာ6ဘူးဆို2 break ဆင်းပေးပါတယ်ဗျအဲ့တော့ဆက်ကြည့်ပေးပါ3 ပေါင်းတဲ့9 break ကကျန်2ရက်မှာဆင်းပေးရမှာဆိုတော့9 break မဆင်းမနဲ့9ဆိုပြီးတက်ဆင်းသွားတယ်ဗျာနော်အဲ့တော့6ပေါင်းတဲ့5 break ကကျန်2ရက်မှာဆင်းပေးရမှာဆိုတော့ဆင်းပေးမသွားဘူးဗျာနော်ဒီမှာ2ပွဲပြတ်တယ်ဒီမှာ2ပွဲပြတ်တယ်4ပွဲပေါ့နော်4ပွဲပြတ်ထားတယ်လက်ရှိပွဲပေါင်း25ပွဲမှာ4ပွဲပြတ်ထားတယ်ဗျာနော်အဲ့တော့ဒီမှာ35 break ဆင်းမသွားပါဘူးဗျာ9 break ဆင်းပေးမလားဆိုတော့မဆင်းပေးတော့ဗျာ3ပွဲ5ပွဲရှိပါတယ်နော်2ပွဲပေါင်း20မှန်ထားသေးတယ်ဗျာနော်အဲ့တော့
3ညပေါင်းတဲ့6တစ်ပရိတ်ကတဲ့နောက်တဲ့3ရက်အတွင်းမှာမဖြစ်မနေဆင်းပြေးသွားမယ်ဆိုတော့ဒီမှာစပြီးတော့ဒီဘက်ကနေစပြီးတော့ပြန်မှန်လာတယ်ဗျာနော်6ပရိတ်ဆင်းပြေးသွားတယ်အဲ့တော့ဒီဘက်မှာကျွန်တော်တို့3 5ပေါင်းတဲ့83ပရိတ်83ပရိတ်ကတဲ့ဂျန်3ရက်မှာဆင်းပြေးရမယ်ဆိုတော့ဒီနေ့ဗုဒ္ဓဘုနေ့နေကုန်မှာ9ပရိတ်ဒီပဲဆင်းသွားတော့38ပရိတ်ဆင်းမလာဘူးဗျာနော်အဲ့တော့38ပရိတ်ကြိုက်တယ်ဆိုရင်အမျိုးတွေလိုက်လို့ရပါတယ်တရက်1000 2000 3000 4000နော်ဂျန်2ရက်မှာ4ချိန်တွင်းမှာ1000 2000 3000 4000 38 break ကိုဇာတူလိုက်ရိုက်လို့ရပါတယ်ဗျအဲ့တော့မျိုးတွေတော့ကို break ကြိုက်တဲ့မျိုးတွေတော့ကိုကျွန်တော်38 break ကလေးပြပေးလိုက်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်ရဲ့ဒီ network site ကလေးကလည်းပြန်မှန်နေပါပြီဒီမှာပြက်ပွဲကအားလုံးပေါင်း4 8 12 16 20ပွဲပေါင်း20မှာ5ပွဲပြက်ပါတယ်15ပွဲတီတီမှန်ထားပါတယ်အဲ့တော့ရာခိုင်နှုန်းအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ပွဲပေါင်း20မှာ20ရာခိုင်နှုန်းမှာ15ရာခိုင်နှုန်းမှန်ထားပါတယ်9ရာခိုင်နှုန်းပြတ်ထားပါတယ်9ပွဲပြတ်ထားတယ်ပေါ့ဗျာเนาะအဲ့တော့အမျိုးတွေဒီပွဲမှာဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့38 break က2ရက်အတွင်းရှိပါတယ်ဗျာเนาะအဲ့တော့ break ကျတဲ့မျိုးတက်ကိုပြပေးလိုက်ပါတယ်ဗျာเนาะ good luck ပါဗျာเนาะ